မင်္ဂလာပါဗျာကျွန်တော်ရက် channel ကနေကြိုဆိုပါရဗျာဒီနေ့တော့ TypeScript လောကထဲက show what လက်နက်တစ်ခုကိုဖော်ထုတ်ပြမယ်အဲ့ဒါကတော့ utility types တွေပဲဗျာ TypeScript နဲ့ code ရေးရင်နဲ့ type တွေနဲ့နှစ်ပန်းလုံးနေရတာမပြင်းဘူးလားတခါလေကြာရင်ဒီ type ကြီးကိုဒီလိုလေးပြောင်းချစ်လိုက်တာဟိုလိုလေးလိုချစ်လိုက်တာဆိုပြီးစိတ်ထဲကနေတန်းတားမိတဲ့အချိန်လေးရှိမှာပါအဲ့ဒီအချိန်လေးမှာကျွန်တော်တို့ရဲ့ utility types တွေကကေတင်ရှင်လိုရောက်လာမှာဗျာutility types ဆိုတာ TypeScript ကကြိုတင်ပြင်ဆင်ပေးထားတဲ့ tools တွေပါရှိပြီးသား type တွေကိုလိုတလိုပြောင်းလဲဖို့ပုံစံအသစ်တွေဖန်တီးဖို့ကူညီပေးတာပေါ့ဗျာဒါတွေကကျွန်တော်တို့ code တွေကိုပိုပြီး flexible ဖြစ်စေတဲ့ပိုပြီးရေးရလွယ်ကူစေတဲ့အမားလေးလည်းလျော့နေစေတယ်ဗျာပထမဆုံးအနေနဲ့ partial t ကိုကြည့်အောင်နာမည်အတိုင်းပဲတစ်စိတ်တစ်ပိုင်းပေါ့ဗျာဥပမာ user profile update လုပ်မယ်ဆိုပါစို့user ကသူ့ရဲ့နာမည် email ဖုန်းနံပါတ်အစသဖြင့်အချက်အလက်တွေအများကြီးရှိပေမဲ့အကုန်လုံးကိုပြောင်းချင်မှမပြောင်းပါတချို့ဟာလေးတွေပဲပြောင်းချင်တာမျိုးလည်းရှိနိုင်တယ်အဲ့ဒီအခါ partial user လို့သုံးလိုက်ရင် user ရဲ့ property အကုန်လုံးကို optional ဖြစ်သွားအောင်လုပ်ပေးလိုက်ကဗျာတကယ်ကိုအသုံးဝင်တယ်နော် partial ရဲ့ပြောင်းပြန်က required t ပေါ့ဗျာတခါလေကြာရင် data တစ်ခုပို့တဲ့အခါအချက်အလက်အကုန်လုံးမဖြစ်မနေပါကိုပါရမယ်လို့သတ်မှတ်ချင်တာမျိုးရှိတယ်ဥပမာ form တစ်ခု submit လုပ်တဲ့အခါ field အကုန်လုံးမဖြစ်မနေဖြည့်ရမယ်ဆိုရင် required form input လို့သုံးလိုက်ရုံပဲလွယ်လွယ်လေးနဲ့ type safety ကိုထိန်းသိမ်းနိုင်တာပေါ့နောက်တစ်ခုက read only t နာမည်တိုင်းပဲဖတ်ရုံသက်သက်ပေါ့ဗျာ data object တစ်ခုကိုဖန်တီးပြီးအဲ့ဒီ data ကိုနောက်ထပ်ဘယ်သူမှပြောင်းလဲခွင့်မရှိအောင်လုပ်ချင်တဲ့အခါမျိုးမှာ read only config လို့မျိုးသုံးနိုင်တယ် configuration object တွေ state object တွေမှာအသုံးများတယ်ဗျာdata integrity ကိုထိန်းသိမ်းဖို့အကောင်းဆုံးနည်းလမ်းပဲ fixdk ကတော့ရှိပြီးသား type ထဲကမှကိုလိုချင်တဲ့ property တွေကိုရွေးထုတ်တာဗျဥပမာ user type ထဲမှာနာမည် email လိပ်စာဖုန်းနံပါတ်အများကြီးရှိတယ်ဒါပေမဲ့ကိုက display လုပ်ဖို့အတွက်နာမည်နဲ့ email ပဲလိုချင်တယ်ဆိုရင် pick user name email လို့သုံးလိုက်ရုံပဲဒါဆိုမလိုလားအပ်တဲ့ data တွေပိုမလာတော့ဘူးပေါ့ pick ရဲ့ပြောင်းပြန်က omitdk ပေါ့ဖယ်ထုတ်တာပေါ့ဗျဥပမာ user type ထဲမှာ password လို့ sensitive ဖြစ်တဲ့ data တွေလည်းပါနိုင်တယ်။ဒါပေမဲ့ဒီ data ကို front end ကိုပို့ပေးလို့မဖြစ်ဘူးဆိုရင် omit user password လို့သုံးလိုက်ရင် password fee ကိုဖယ်ထုတ်ပြီးကျန်တာတွေကိုပို့ပေးလို့ရပြီ။လုံခြုံရေးအတွက်အရင်အယူကြည့်တယ်နော်။ union type တွေနဲ့အလုပ်လုပ်တဲ့အခါ exclude t နဲ့ extract t ကအသုံးဝင်တယ်။ exclude က union type ထဲကနေမလိုချင်တဲ့ member တွေကိုဖယ်ထုတ်ပေးတယ်။ extract ကတော့ union type ထဲကမှကိုလိုချင်တဲ့ member တွေကိုထုတ်ယူပေးတယ်ဥပမာ status type တွေမှာ pending success failed cancelled ရှိတယ်ဆိုပါစို့ကိုက pending နဲ့ cancel ကိုမလိုချင်ဘူးဆိုရင် exclude status pending cancelled လို့သုံးနိုင်တယ် success နဲ့ failed ကိုပဲလိုချင်ရင် extract status success failed လို့သုံးနိုင်တယ် non-necessability ကတော့ noun နဲ့ undefined ကိုတွေ type ထဲကနေဖယ်ရှားပေးတာဗျတခါလေ API ကနေရတဲ့ data တွေမှာ noun ပါလာနိုင်တာမျိုးတွေရှိတယ်အဲ့ဒီအခါ non-necessable user now undefined လို့သုံးလိုက်နေ user type သက်သက်ပဲပြန်ရမှာဒါဆို now check တွေအများကြီးလုပ်စရာမလိုတော့ဘူးပေါ့နောက်ထပ် function တွေနဲ့ပတ်သက်တဲ့ utility types တွေက return t နဲ့ parameters t ပေါ့ return t က function တစ်ခုရဲ့ return type ကိုထုတ်ပေးပြီး parameters t က function တစ်ခုရဲ့ parameter type တွေကို tuple အနေနဲ့ထုတ်ပေးတယ်ဒါတွေက higher order functions တွေ decorators တွေရေးတဲ့အခါအရင်အသုံးဝင်တယ်ဗျfunction ရဲ့ signature ကိုပြန်သုံးနိုင်တာပေါ့နောက်ဆုံးတစ်ခုက awaited t ဒါက TypeScript 4.5 ကမှပါလာတာ promise type တွေကိုဖြည့်ရှင်းပေးတာဗျဥပမာ promise user ဆိုရင် awaited promise user က user type ကိုပြန်ပေးတယ် async await နဲ့အလုပ်လုပ်တဲ့အခါ promise ကို unwrap လုပ်ဖို့အသုံးဝင်တယ်ကဲဗျာဒီနေ့တော့ TypeScript ရဲ့ utility types တွေထဲကအဓိကကျတဲ့ဟာတွေကိုတင်ပြပေးခဲ့ပါတယ်ဒါတွေကကျွန်တော်တို့ရဲ့ TypeScript code တွေကိုပိုပြီး elegant ဖြစ်စေတယ်ပိုပြီး maintainable ဖြစ်စေတယ်အမားတွေလည်းရော့နေစေတယ်ဆိုတာသဘောပေါက်မှာပါဒီ utility types တွေကိုကျွမ်းကျင်အသုံးပြုနိုင်ပြီဆိုရင်သင်ဟာ TypeScript wizard တယောက်ဖြစ်လာတော့မှာပါကိုယ့်ရဲ့ project တွေမှာစမ်းသပ်သုံးစွဲကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဒီဗီဒီယိုကနေအကျိုးအများကြီးရခဲ့မယ်လို့မျှော်လင့်ပါတယ် like and share လုပ်ပေးဖို့မမေ့နဲ့ဦးနော် subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ပြီးဘေးကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဗျနောက်ထပ်ဘယ်လို TypeScript tricks တီးချင်သေးလဲဆိုတာ comment မှာရေးပေးပါဦးနောက်ဗီဒီယိုမှာပြန်တွေ့မယ်နော် bye